ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာဆိုရင်ရှမ်းရိုးရစားစရာတစ်ခုဖြစ်တဲ့ဒီမုံညင်းပေါင်းလေးကိုချစ်ပြတ်ပြီးတော့မှဖြစ်ပါတယ်ကျွန်တော်လည်းသူကြည့်လိုက်ကြရအောင်ဟုတ်ကဲ့ပါဒီမှာဆိုရင်ကျွန်တော်တို့ဒီမုံညင်းရဲ့နန်းနန်းနဲ့တခြားလေးနွားတာပေါ့နော်တခြားလေးကိုစားကျင်တဲ့ပမာဏလောက်ကိုချိုးပြီးတော့ပေါ့နော်တခြားလေးလုပ်ရတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာမုံညင်းဒီပင်ရဟာလေးရစ်တဲ့ဟာလေးဆိုချိုးပြီးတော့သူနည်းနည်းကြီးတဲ့ဟာလေးဆိုနှစ်ချမ်းခွဲပေါ့နော်နှစ်ချမ်းခွဲပြီးတော့ကျွန်တော်တေချာလေးသူ့ကိုတော့ကျွန်တော်ဒီနေပြတာပေါ့နေနည်းနည်းလန်းတာပေါ့နော်ဥပမာဒီမှာဆိုရင်ကျွန်တော်နေပြထားတာပေါ့နော်နေပြပြီးပြီဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ကနယ်တော့မှာပေါ့နော်မုံကြီးကိုကျွန်တော်နယ်တော့မယ်အဲ့မှာနယ်မယ်ဆိုရင်ကျွန်တော်တို့ကဘာတွေထည့်ရလဲဆိုရင်ကျွန်တော်တို့ဒီမှာစားနှင်းငယ်ထည့်ရတယ်စားနှင်းငယ်ရယ်ပြီးလို့ရှိရင်ချူမုတ်ပေါ့နော်ညချူမုတ်နှင်းငယ်ထည့်ရမယ်ပြီးပြီဆိုရင်ကျွန်တော်ဒီငပိပေါ့နော်ငပိမြင်ငပိပဲဖြစ်ဖြစ်ရေချူငပိပဲဖြစ်ဖြစ်ကိုစားတတ်တဲ့ငပိမျိုးစားလေးကိုထည့်ပြီးတော့နည်းနည်းလေးထည့်ပြီးတော့ကျွန်တော်ကဒီနှဲပေးရတာပေါ့နော်သူ့ပေါ့နော်အဲ့မှာမြင်ငပိလေးနည်းနည်းထည့်ပြီးကျွန်တော်တို့နှဲအဲ့မှာကျွန်တော်တို့အာရပါရနှဲဟိုဒီမှာနှဲနေတဲ့ချိန်ပေါ့ဘသူကိုကြည့်မရဘူးလေကြည့်မရတဲ့သူမျက်နှာကိုတွေးပြီးတော့နေပေါ့အားရပါရအဲ့မှာဆန်မုတ်ကျွန်တော်တို့ဒီဆန်လော်ပေါ့နော်ဆန်လော်ပြီးတော့ထောင်းရတယ်ထောင်းပြီးတော့အဲ့ဆန်လော်မှုတ်ကိုထည့်တာပေါ့နော်ဒီဆန်လော်မှုတ်ထည့်ပြီးတော့တစ်ခါထပ်နေတယ်နေတာကိုကြည့်မရတဲ့လူမျက်နှာအာယူဆူဆိုင်ပြီးတော့နေပေါ့အားရပါရအဲ့မျက်နှာကိုကြည့်ပြီးနေအဲ့ကျွန်တော်တို့နေပြီးပြီဆိုရင်ကျွန်တော်တို့ဒီပေါင်းဦးလေးတစ်လုံးကိုရှင်တော့ရှာထားလိုက်ပေါ့နော်ဒီပေါင်းဦးလေးတစ်လုံးကျွန်တော်တို့ဒီမှာနေပြီးသွားပြီပေါ့နော်နေပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီပေါင်းဦးထဲမှာပေါ့နော်ပေါင်းဦးထဲဒီချာလေးညီညာလေးကျွန်တော်တို့ပလဲလုံးလေးတွေမျိုးညီညာလေးစီပြီးထဲပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကခရမ်းချစ်တီအနည်းလုံးမှာပေါ့နော်ခရမ်းချစ်တီအနည်းလုံးမှာဆိုတော့ခရမ်းချစ်တီ3လေးလုံးကိုကျွန်တော်ကမီးမဖုတ်တော့ပဲနဲ့အဲ့ပေါင်းထဲမှာတစ်ခါတည်းထည့်ပြီးတော့ပေါင်းလိုက်တာပေါ့နော်တကယ်ဆိုရင်တော့မီးဖုတ်တာပို့ပြီးစားကောင်းတယ်နော်ပြီးလို့ရှိရင်ဒီမှာပေါင်းဦးနဲ့ကျွန်တော်မီးဖို့ပေါ်မှာကျွန်တော်ပေါင်းထားလိုက်ပြီပေါင်းထားပြီးပေါင်းထားပြီးကျွန်တော်တေချာလေးတနာရီလောက်ပေါင်းပေးရမှာပေါ့နော်အဲ့မှာဆိုရင်ကြာပြီမုံငင်းပေါင်းလေးညူလေးပေါ့နော်ရဆောက်လို့ကောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ခရမ်းချစ်တီခုနပေါင်းတာနဲ့ခရမ်းချစ်တီကိုယိုဒီစိတ်လေးနဲ့နံပေလေးနဲ့တေချာလေးကျွန်တော်တို့ထောင်းပြီးတော့ညင်လေးလှုပ်တာပေါ့နော်ဆောက်လို့ကောင်းတယ်မရှိတို့လည်းလှုပ်စားကြည့်နော်တကယ်ထမင်းမိတယ်ပေါ့နော်ရှမ်းရွေးရစားစရာတကယ်မိတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုစုံအောင်ကြည့်ပေးတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ပေဒီကိုလည်း like ရှယ်လေးလုပ်ထားပေးပါဦးလို့